ဆရာမရအောင်မင်္ဂလာပါခင်ဗျာမနေ့ကတော့ကြောင့်ညီကိုကြီးတိုင်းဘက်ဂိုးပေါ်နဲ့မြင်လာရပါတော့အဲ့ဒီအရှုံးကိုကျွန်တော်ဒီညအကောင်းဆုံးပွဲစဉ်တစ်ပွဲနဲ့ပြန်ရှာပြီးမှာပေါ့နော်ဒီအပွဲကဘာပွဲလဲဆိုတော့အခုဒီည1:30မှာရှင်မြန်ကစားသွားမယ်ဆနလန်အသင်းနဲ့ဟိုတင်ဟန်ဖော်ရက်အသင်းပွဲစဉ်ကိုကျွန်တော်ရွေးချယ်နေပါတယ်ဒီပွဲမှာကျွန်တော်ဘာကြိုက်လဲဆိုတော့ကျွန်တော်ဆနလန်ကြိုက်တယ်ဆနလန်ဘာဖြစ်လို့ကြိုက်တာလဲဆိုတဲ့အကြောင်းကိုကျွန်တော်ရှင်းပြမယ်နော်အဓိကကျွန်တော်ဆနလန်ကိုကြိုက်တယ်ဆိုတဲ့အချက်ကနော်တင်ဟန်ဖော်ရက်ကိုရမှတ်မပေးခြင်းတဲ့အတွက်ကြောင့်ဆနလန်ကိုကျွန်တော်ကြိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာဖွင့်လှစ်မှုကနော်တင်ဟန်ဖော်ရက်ကတန်းစင်းစုံမှာရုံးရမယ့်အသင်းပြီးအဝေးကွင်းကနေပြီးတော့တေကြရင်ပြား30နေနာမယ်ဆိုပြီးတော့ခပ်ပပလေးပေးထားတာပေါ့နော်ဟုတ်ပြီကျွန်တော်ဟိုဆနလန်ဘာလို့ကြိုက်တာလဲဆိုတော့ကျွန်တော်လည်းဆက်ပြောအောင်အခုတန်းစင်းစုံတိုက်ပွဲမှာကဝဆန်ရှိတယ်နော်တင်ဟန်ဖော်ရက်ရှိတယ်စပါရှိတယ်ပေါ့နော်ဘန်လီနဲ့ဟိုကတန်းစင်းကိုတေကြပါတန်းစင်းပါရောနော်အခုနော်တင်ဖော်ရဲ့ဝဆန်ရဲ့စပါရရှိတယ်လီဗ်နက်တက်ကတော့သူနဲ့6မှတ်လောက်ကွာတဲ့အနေထားဆိုလီဗ်နက်တက်ကလည်းဟိုတန်းစင်းဆောင်ကနေပြီးတော့တင်ချာနေရတော့မလုပ်သေးဘူးဒါပေမဲ့လူဖို့တေချာတော့ရှိနေပြီပေါ့နော်ကျွန်တော်အဓိကဝဆန်ရဲ့စပါရဲ့အဓိကနော်တင်ဖော်ရပေါ့နော်နော်တင်ဖော်ရကဒီဘက်နိုင်သွားမယ်ဆိုရင်တန်းစင်းဆောင်ကနေပြီးတော့တော်လေးချင်းကောင်းမှာတက်သွားမှာပေါ့ဟိုလွတ်သွားတယ်လို့ပြောတာမဟုတ်ဘူးနော်ဟိုလွတ်ဖို့အတွက်တော်လေးချင်းကောင်းအောင်ပေါ့နော်ကျွန်တော်အဲ့ဒီအချက်ကြီးကိုမကြိုက်ဘူးတန်းစင်းတော့မဝဆန်းနဲ့စပါးနဲ့နှစ်သင်းနဲ့လူရတယ်ဆိုတော့အနေထားကြီးကတိတ်မမိုက်ဘူးညာသိလားအဲ့အကြောင်းမလို့ဟိုနော်တင်ဖော်ရပါကျွန်တော်ဆွဲချမှာနော်တင်ဖော်ရဲ့စပါးရဲ့ဟိုဝဆန်းရဲ့ပေါ့နော်အသုံးတင်းဟိုတန်းစင်းစုံဟိုတက်ဖို့ကိုနော်လူရမှာပေါ့အဲ့ဒါသုံးတင်းဆိုပူပြီးကြည့်ကောင်းလို့ဒါကျွန်တော်ပြောချင်တယ်ပေါ့အဲ့ဒါလေးသဘောကျတယ်နော်ဆရာတို့ဟိုအဲ့အကြောင်းကျွန်တော်ဆနလန်ကြိုက်တယ်ပြီလားအဓိကဆနလန်ကြိုက်တဲ့ချက်ကပထမပြောရကြမယ်နော်တင်ဖော်ရက်ဂျာမန်မရနိုင်ဘူးလို့ကျွန်တော်ယူဆတဲ့အတွက်ဆနလန်ဟိုကြိုက်တယ်ဟိုနော်တင်ဖော်ရက်နိုင်ပွဲတွေဆက်နေရလဲအများများနေပေါ့နော်ခုနပွဲဆက်တိုက်ရှုံးပွဲမရှိဘူးလို့ပါတန်းစုံအတင်းတင်းနေနဲ့ဒီလောက်နိုင်ပွဲတွေဆက်နေတာရှုံးပွဲမရှိတာတော်တော်ကြာသွားပြီပေါ့နော်ဟိုအဲ့ဒါလည်းများသွားပြီအဲ့ဒါကြောင့်မလို့ကျွန်တော်ဆနလန်ပေါ်ကြိုက်တယ်ဆနလန်အင်္ဂလိပ်မှာပေနဲ့အနိုင်လို့မှန်းတယ်နော်ကြိုက်တူရဲ့ညီကိုရလိုက်ဆော့ပေါ့နော်ကြိုက်တူရဲ့ညီကိုရပတ်ကံပေါ့ဟိုကျွန်တော်တို့မနက်ကိုအနိုင်ရတဲ့နဲ့ပြန်တွေ့ကြပါလေခင်ဗျာဆောင်းမအားလုံးတောင်းတိုင်းပုံကြပါစေအဆင်ပြေကြပါစေကျေးဇူးပါခင်ဗျာ